အားလုံးပဲမင်္ဂလာပါတနိုင်း Pro က Terrace မှာ Anso ကိုဖြစ်ပါတယ်ဒီနေ့မှာတော့ Anso ကနေပြီးတော့ video file လေးပေါ့နော်ထပ်ပြီးတော့လုပ်ပေးမှာဖြစ်ပါတယ်ဆိုတော့ဘာလဲဆိုကိုယ့်ရဲ့ soul ပေါ့နော်ဒီ2026မှာကိုယ့်ရဲ့ soul အနေနဲ့ဘာတွေသင်ကြားရမလဲဒီဘာခီးတွေကိုပေါ့နော်လေ့လာရမလဲဆိုတဲ့ဟာလေးတွေကို Anso ကနေပြီးတော့ဒီ file လေးလုပ်ပေးမှာဖြစ်ပါတယ်ဆိုတော့file 1နဲ့ file 2လေးကိုရွေးချယ်လိုက်ကြရအောင်ရွေးချယ်ပြီးသွားလို့ရှိရင်เนาะဒီ Anso ကနေပြီးတော့ဒီအဖြေလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ် so let's start it ဆိုတော့ file 1ရွေးထားတဲ့သူတွေအတွက်ဖြစ်ပါတယ် file 1ရွေးထားတဲ့သူတွေကကြတော့လေဒီကို့အနေနဲ့ကဘယ်လိုဖြစ်နေလဲဆိုတော့လေအခြားပေါ့နော်ဒီနှစ်တွေမှာဘတ်ဘောင်းစုံကိုမြင်အောင်ကြည့်တတ်ဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးမှရှိတယ်။နောက်ပြီးသွားလို့ရှိရင်ပေါ့နော်ကို့အနေနဲ့ကိုယ့်ရဲ့တစ်ဖက်သက်အသွေးတွေနဲ့ပဲပိတ်မိနေတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဒီအခြားဘက်တွေကိုလိုက်ကြည့်ပြီးတော့ပဲလိုက်ပြီးတော့ပေါ့နော်ဒီဘယ်လိုပြောမလဲအတွေးအမြင်တွေကိုချဲ့တဲ့နေဆိုတဲ့ပုံစံမျိုးကိုမြင်ရတယ်။ဒီနှစ်တွေမှာကလေပြောရမယ်ဆိုလို့ရှိရင်ဒီအရင်နှစ်တွေပေါ့နော်အရင်နှစ်တွေမှာကိုယ့်အနေနဲ့အထီးကျန်မှုတွေကိုခံစားခဲ့ရတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ပေါ့နော်ကိုပြန်ပြီးတော့တတိပေးရမှာကိုယ့်ရဲ့ဆိုးကိုပြန်တတိပေးရမှာကကြတော့ငါကအထီးကျန်နေရမဟုတ်ဘူးငါတယောက်တည်းအထီးကျန်နေရမဟုတ်ဘူးငါရဲ့ဒီမှာလူတွေရှိရဲဆိုတဲ့ဟာအတွေးလေးတွေကိုပြန်ဝင်ပေးဖို့တော့လိုတယ်ပေါ့နော်နောက်ပြောရလို့ရှိရင်ကို့မှာရှိထားခဲ့တဲ့အပြစ်ရှိတဲ့စိတ်တွေကိုဒီနှစ်တွေမှာလှုပ်ချကြည့်ပါဆိုတဲ့ပုံစံမျိုးကိုပြောထားတယ်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ကိုမမားခဲ့ဘူးတဲ့အရာတွေကိုပေါ့နော်ကိုကမှားတယ်လို့တွေးထားမိရလို့ရှိရင်အဲ့အရာတွေကိုလှုပ်ချကြည့်ပါဆိုပြီးတော့ကတ်တရားပြောထားရရှင်ရှင်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဒီအရန်စိတ်ပူတတ်တဲ့သူတွေပါတာဖြစ်တဲ့အတွက်ကြောင့်မလို့တော့စိတ်မပူဖို့လည်းကတ်တရားပြောထားပါတယ်ဆိုတော့ပိုင်ဝမ်သမားလေးတွေကျင်းနေမယ်လို့ထင်ပါတယ်ဆိုတော့ပိုင်တူလေးတွေကိုတွားကြရအောင်ဘိုက်တူသမားလေးတွေအတွက်ဖြစ်ပါတယ်။ဘိုက်တူသမားလေးတွေကကြတော့လေဒီနှစ်ထဲမှာတော့အဆင်ပြေနိုင်နေအောင်မြင်နိုင်နေဆိုတဲ့ပုံစံမျိုးကိုမြင်ရတဲ့အနေအထားမျိုးမှာရှိရဲ။ပြောမယ်ဆိုလို့ရှိရင်တော့ဒီနှစ်ထဲမှာအောင်မြင်နိုင်နေဆိုပေမဲ့လေအောင်မြင်မှုဆိုတာကအလွယ်တကူမရတတ်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့ကိုယ့်အတွက်ကိုခက်ခဲတဲ့ challenge တွေလာမယ်ဆိုတဲ့ပုံစံမျိုးကိုပို့ပြီးတော့မြင်ရတယ်။နောက်ပြီးတော့ကျတော့ဖိုက်တူးသမားလေးတွေကအရန်လောတတ်တဲ့သူမျိုးလေးတွေဖြစ်တတ်တယ်။နောက်ပြီးတော့လို့ရှိရင်ကိုကကွာဓာရမှဆိုလို့ရှိရင်ဒီနေ့မှဓာရရမယ်ဆိုလို့ရှိရင်အဲ့ဒါကိုရမှဖြစ်မယ်ဆိုတဲ့လောတတ်တဲ့သူမျိုးလေးတွေမြင်ရတယ်ပေါ့နော်။ဆိုတော့အဲ့လိုလူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့ patient လုပ်ပေးပါဆိုပြီးတော့ပြောထားတယ်။ patient လုပ်ပေးမှပဲဒီစိတ်ရှည်ပေးမှပဲကိုယ့်ရဲ့အောင်မြင်မှုနဲ့ဒီကိုယ့်ရဲ့ challenge တွေကိုအခက်အခဲမရှိကျော်ဖြတ်နိုင်မယ်ဆိုတဲ့ပုံစံမျိုးကိုရှိရဲ။ဆိုတော့နောက်ပြီးတော့လို့ရှိရင်ဒီဖိုက်တူးသမားတွေရဲ့လူတွေကိုကူညီတတ်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီကိုယ့်ရဲ့ကူညီမှုတွေကနေပြီးတော့ရလဒ်ကောင်းတစ်ခုတွေရလာမယ်လို့ကတ်တရားပြောထားပါတယ်ဆိုတော့ဖိုင်1ရောဖိုင်2ရောပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ reading လေးကိုသဘောကျကြမယ်လို့ညွှန်လင့်ပါတယ်နောက် reading တွေမှာပြန်ဆောင်ကြပါမယ်တက်တာပါ